လူတစ်ယောက်ကိုတကယ်လှုပ်ချနိုင်လိုက်တဲ့ခံစားချက်ကိုနောက်မှကျမသိလိုက်ရတယ်။နှလုံးသားတစ်ချမ်းပဲ့ကျွေသွားတာမျိုးလည်းမဟုတ်ဘူး။နေ့စဉ်ဘဝကိုကျမဆက်လက်ဖြတ်သန်းနေပြီးတခါတရံမှသာသူ့ကိုတတိယနေတတ်ပေမဲ့ဘာလှိုင်းမှမထတော့တာပဲ။သူနဲ့ကြာကြီးရင်းနှီးခဲ့ပြီလေ။စိတ်နဲ့ပြီးတော့လဲအစွမ်းကုန်ခဲ့ပြီလေ။လူတစ်ယောက်ကိုလှုပ်ချရတာရမ်းခက်ခဲမယ်လို့ရင်ငါကိုလို့ထင်ခဲ့တယ်။တဲဟုပြမတတ်ချစ်ခဲ့ဘူးတော့တတိမရအောင်မလွမ်းအောင်နေဖို့ဆိုတာကမဖြစ်နိုင်ဘူးလေ။ဒါပေမဲ့ချိန်ကြာလာတာနဲ့အမျှကိုတို့ဟာနောက်ကျောင်းကိုအချိန်ချင်းပြန်မလှည့်ကြည့်နိုင်တော့ဘူး။ပျော်ရွှင်ခဲ့တာဝမ်းနည်းခဲ့တာတွေကိုထပ်တလဲလဲသွားမထိတွေ့ကျင်တော့ဘူး။ဒီငိမ့်တဲ့ဘဝမှာနေသားကြဖို့သာကြိုးစားနေထိုင်ပြီးတော့တယ်။တယောက်တည်းဆိုပေမဲ့လည်းနေ့ရက်ကိုအေးချမ်းစွာပဲဖြတ်သန်းကျင်တော့တယ်။လူတယောက်ကိုလွှတ်ချလိုက်ပြီးဆိုတာကိုစကားဖြစ်တာပြောရုံမဟုတ်ပဲစိတ်နှလုံးသားထဲကနေပါလွတ်ထုတ်လိုက်တဲ့နာပါ။သူတထင်းကိုကြားလဲဘာမှခံစားချက်မရှိတော့ဘူး။သူတက်ပုံမြင်ရင်လည်းရှင်မခုံတော့ဘူး။မတော်လို့လမ်းမှာဆုံခဲ့ရင်လည်းစိတ်သဘောထားကြီးကြီးနဲ့ရင်ဆိုင်ရဲတယ်။တွေးဆောင်ခြင်းရဲ့အဓိပ္ပာယ်ကအိုမင်းနဲ့ထိလက်တွဲသွားမယ်ဆိုရုံမဟုတ်ပဲ။နောက်ဦးသားရဲ့ကြီးပြင်းရင်ကျက်လာမှုကိုမျက်မြင်ကိုယ်တွေ့ခံစားဖို့လည်းဖြစ်တယ်။တကယ်လို့လမ်းတစ်ဝက်မှာလမ်းခွဲဖို့အကြောင်းဖန်လာရင်လည်းစိတ်လက်ပေါ်ပါစွာနဲ့လက်ပြနှုတ်ဆက်ကြရုံပေါ့။ချစ်ခဲ့ဘူးတာတွေပျော်ရွှင်ကြည်နူးခဲ့ဘူးတာတွေတူလျှောက်လန်းခဲ့ဘူးတဲ့အချိန်ရက်တွေကိုမှတ်သားထားပြီးကိုယ်နဲ့သက်ဆိုင်တဲ့ဘဝကီးလန်းကိုဆက်လက်လျှောက်လန်းရုံပေါ့။ညီရဲ့ကဘာမှာနင်ပျော်ရွှင်ပါစေပေါ့။